ဖဲကြော်ပါမယ်မှန်တကယ်ငါဖဲကိုဒီလိုကြော်ဖို့အစီအစဉ်မဟုတ်ငါဖဲကြော်လိုမျိုးအပြားလေးတွေကြော်မျိုးအခုကတော့ကြော်ဖို့အတွက်ငါဖဲကနည်းနည်းကြာတယ်ဖြစ်သွားတော့အဲ့လိုကြော်လို့မရတော့ဘူးပေါ့နော်အဲ့လိုကြော်လို့မရတော့ဒါအမွေကြော်လို့ကြော်လိုက်ပါတော့မယ်ဒီတော့ပြီးတော့ဒီစိတ်နဲ့ငါဖဲထဲမှာငါဖဲအဲ့လိုဖြစ်သွားတယ်။နဲဟိုကလုံးလို့မရတော့ဘူးနဲ့ကြာသွားတယ်။ဖဲပါတော့မယ်။ဒီမှာငရုတ်ကောင်းမှုလေးတွေနဲ့ထည့်မယ်။ငါအကြက်မြန်တယ်ဆိုဆက်စားချင်တယ်ဒါမှမဟုတ်ရုပ်တီးမို့စိတ်မုံမထဲဘူးရုပ်တီးစိတ်တောက်ထည့်လိုက်ပါဘူးဒီလေးညာပြီးတော့စက်သွန်မိတ်ထည့်မယ်နိုင်နေမှာရဒီစားမလို့ထည့်ပါမယ်ဒါကတားမုံပေါ့နော်တားမုံလေးနဲ့ထည့်မယ်စားလေးနဲ့ထည့်မယ်။အများကြီးထည့်အောင်ပါဆိုတော့စားအောင်နည်းနည်းပဲထည့်ပါမယ်။အများကြီးနည်းနည်းထည့်ပါမယ်။ဒီထည့်တော့လေးရပါပြီ။ကျပါပြီပြိပါတော့မယ်